လူတယောက်ဟာတည်တံချမှတ်ခြင်းခံခဲ့ရပြီးနောက်ဆုံးမှာတော့သူကွမျက်ခံရမယ့်နေ့ကိုရောက်ရှိလာခဲ့ပါတယ်မကွမျက်ခင်မှာအဆောင်တွေကသူ့ရဲ့နောက်ဆုံးဆန္ဒကိုမေးမြန်းခဲ့ကြတယ်တခြားအကျဉ်းသားတွေကတော့သူတို့ရဲ့မိသားစုနဲ့တွေ့ခွင့်တောင်းတာဒါမှမဟုတ်သူတို့အကြိုက်ဆုံးအစားအစာတွေကိုတောင်းဆိုတာမျိုးလုပ်လို့ရှိကြပေမဲ့ဒီလူကတော့ထူးထူးခြားခြားပဲတောင်းဆိုခဲ့ပါတယ်ကျွန်တော်ကိုဘောပင်တစ်ချောင်းနဲ့စာရွက်တစ်ရွက်ပဲပေးပါအဆောင်တွေကအံ့ဩသွားကြပေမဲ့လည်းသူတောင်းဆိုတဲ့အတိုင်းပေးလိုက်ကြပါတယ်သူဟာစာတစ်စောင်ကိုရေးသားပြီးနောက်စာရွက်ကိုတေချာခောက်ပြီးအရာရှိတယောက်ရဲ့လက်ထဲကိုကမ်းပေးလိုက်တယ်ဒါလေးကိုကျွန်တော်အမေစီပေးပါဗျာလို့သူကပြောခဲ့ပါတယ်အဲ့ဒီနောက်မှာတော့သူ့ကိုကွမျက်လိုက်ကြပါတော့တယ်ရက်အနှဲငယ်ကြာမှာတော့အဲ့ဒီစာဟာသူ့အမေစီကိုရောက်ရှိသွားခဲ့ပါတယ်မိခင်ဖြစ်သူဟာစာကိုဖတ်ပြီးချင်းမှာပဲနေရာတင်မေးလဲသွားခဲ့ရတယ်ရဲတွေလာရောက်စုံစမ်းစစ်ဆေးတဲ့အခါမှာတော့အမေဖြစ်သူရဲ့ဘေးနားမှာပြုတ်ကျနေတဲ့စာလေးကိုတွေ့ရှိခဲ့ရပါတယ်စာထဲမှာရေးထားတာကတော့ဒါပါပဲအမေတကယ်လို့တရားမျှတမှုသာမှန်ကန်ခဲ့မယ်ဆိုရင်အခုလိုအဖြစ်ပေးခံရတာကျွန်တော်တယောက်တည်းဖြစ်မှာမဟုတ်ဘူးအမေလည်းကျွန်တော်ဘေးမှာရှိနေရမှာကျွန်တော်ငငယ်ကတငယ်ချင်းတယောက်ရဲ့စပိန်ကိုခိုးလာတော့ကအမေကျွန်တော်ကိုမဆုံးမတဲ့အပြင်အဲ့ဒီစပိန်ကိုဝတ်ထားဖို့ကူညီပေးခဲ့တာအမေမက်မိသေးလားအိမ်နီးနားချင်းစီကပတ်စံတွေခိုးလာတော့ကလည်းအမေပဲကျွန်တော်နဲ့အတူတူလိုက်သုံးပေးခဲ့တာလေအဖေကကျွန်တော်ကိုလူကောင်းဖြစ်အောင်ဆုံးမသွန်တင်ဖို့ကြိုးစားတိုင်းရှင်ကလည်းကလေးကိုအရန်ချုပ်ချယ်လွန်းတယ်ဆိုပြီးအမေတားခဲ့တာတွေကိုရောမှတ်မိသေးရဲ့လားအဲ့ဒီတော့ကကျွန်တော်ကကလေးပဲရှိသေးတာအမေကျွန်တော်လိုအပ်ခဲ့တာကအမားတွေကိုတားဆီးပေးမဲ့စီကံတွေပါအမားလုပ်ဖို့အားပေးကူညီမဲ့အလိုလိုက်မှုတွေမဟုတ်ပါဘူးဒီနေ့မှာတော့ကျွန်တော်လုပ်ခဲ့သမျှအမားတွေအတွက်တန်ဖိုးကြီးကြီးပြန်ပေးဆက်လိုက်ရပါပြီဒါပေမဲ့ကျွန်တော်အမေကိုခွင့်လွှတ်ပါတယ်ဒီစာလေးကိုတခြားမိဘတွေအများကြီးဖတ်မိစေဖို့ပဲကျွန်တော်ဆုတောင်းပါတယ်တာသမီတွေကိုတခါတလေမလုပ်ရဘူးပါလို့ညှင်းပယ်တာဟာအကြီးမားဆုံးသောမေတ္တာတရားဆိုတာသူတို့သိသွားကြတာပေါ့ကျွန်တော်ကိုလူလောကထဲခေါ်ဆောင်ပေးခဲ့လို့ပြီးတော့ဒီဘဝကနေမြန်မြန်ထွက်သွားရအောင်ကူညီပေးခဲ့လို့ကျေးဇူးတင်ပါတယ်အမေ